မင်္ဂလာပါဆရာတို့ Football Talk Show Facebook page နဲ့ Football Talk Show YouTube channel တို့မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ပွဲစဉ်15အတွက်ကျွန်တော်တို့ညီကိုနှစ်ယောက်ကနေပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျရှေ့တစ်ပတ်မှာလည်းကျွန်တော်တို့တွေမအားလပ်မှုတွေနဲ့အတူဒီပွဲစဉ်တင်ဆက်မှုကိုရန်နာလိုက်ရတဲ့အတွက်ကြောင့်မို့ညီကိုတို့ကိုကျွန်တော်နှုတ်ညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာကဲကိုစန်းကြီးစလိုက်ရအောင်ဟုတ်ပါတယ်ကိုဖုန်းကြီးပထမဆုံးပွဲစဉ်အနေနဲ့ Premier League ရဲ့အဆင့်1နေရာအတွက်ဒဏ်ရာတွေနဲ့စာမွေးဖြည့်ဆို့ရမယ်အာဒီတာဒီပွဲစဉ်ကတော့ယမန်နေ့ည9:00နာရီမှာအစောဆုံးကစားမဲ့လက်ရှိ Premier League မှာ10ပွဲနိုင်3ပွဲတည်တပွဲ33မှတ်ရယူပြီးတော့အဆင့်1နေရာကအာဆင်နယ်နဲ့10ပွဲနိုင်3ပွဲတည်3ပွဲရှုံးရမှန်29နဲ့အဆင့်3နေရာမှာရပ်တည်နေတဲ့ Aston Villa တို့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်ကိုဖုန်းကြီးဒါအိမ်ကွင်းမှာပြီးတော့နောက်ဆုံး6ပွဲဆက်အနိုင်ရထားတဲ့ Aston Villa အသင်းဟာလည်းPremier League နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်းဒါ Fulham အသင်းကို 3-1 Burnley အသင်းကို 2-1 Man City အသင်းကို 1-0 ဘုံမောက်အသင်းကို 4-0 နဲ့နောက်ဆုံး Wolves အသင်းနဲ့ပွဲမှာ 1-0 နဲ့ဒါနောက်ဆုံး9ပွဲလုံးနိုင်ရထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့လိုမျိုးဖောင်ကောင်းနေတဲ့ဒါ Aston Villa လိုအသင်းမျိုးကိုဒါအာဒီတာနေနဲ့ဘယ်လိုကြော်ဖြတ်မလဲဆိုတာတော့အစောင့်ကြည့်ရမယ်ဗျဟုတ်ကဲ့ပါကိုစန်းကြီးဖြစ်နိုင်ကြရှိတာတွေမပြောခင်မှာတော့ဝင်းဝင်းမှာတောရောက်ကစားမဲ့အာဆင်နယ်ဒဏ်ရာရလူစင်းကိုပြောပြခြင်းပါတယ်ဗျဟုတ်ကဲ့ဗျလိုင်းနဲ့အများစုဒဏ်ရာရစင်းရဲ့ကိုရောက်သွားပြီးတော့ခန်းသစ်တိုင်းမှာလည်းအဓိကအားထားတဲ့ဆလီဗာနဲ့ဂါဘရီယယ်မဂါဟေးတို့ကဒဏ်ရာရစင်းထဲမှာရှိနေပါတယ်အဲ့ဒီအပြင်အရင်ကစားသမားဖြစ်တဲ့မော်စကွာယာပါဒဏ်ရာရစင်းထဲမှာရှိပြီးတော့အားကိုးရတဲ့ကွင်းနဲ့အင်ဂျင်ဖြစ်တဲ့ဒက်ဂလန်ရိုက်ကလည်းဒဏ်ရာရအခြေအနေရှိနေပါတယ်ဒီပွဲစဉ်မှာပြန်လဲပါမလားမပါဘူးလားဆိုတော့စောင့်ကြည့်ရအောင်ပါဒါအပြင်ကိုင်ဟာဘတ်နဲ့ထရောဇက်တို့ကလည်းရက်အနေငယ်အနားယူရပါဦးမယ်ခင်ဗျဟုတ်ကဲ့ဗျာဒါကတော့အိမ်ဝင်းပရီးမီးယားလိနောက်ဆုံး9ပွဲမှာ17ဂိုးသွင်းပြီးတော့2ဂိုးပဲခွင့်ပြုထားရတဲ့ဒီဗီလာတိုက်စစ်ကိုအာဆင်နယ်အနေနဲ့ဘယ်လိုကြော်ဖြတ်မလဲရှေ့မှာပြောခဲ့သလိုပဲဒါအိမ်ဝင်းမှာ17ဂိုးသွင်းထားတဲ့ Aston Villa ဒီတိုက်စစ်ကဒဏ်ရာအများစုရနေတဲ့ဂန်နာခံစစ်ကိုဘယ်လိုကြော်ဖြတ်ကြမလဲအာဆင်နယ်ရောဘယ်လိုတားဆီးမလဲဆိုတာစိတ်ဝင်စားဖို့တော်တော်ကောင်းပါတယ်ကိုဖွင့်ဟုတ်ပါတယ်ကိုစန်းကြီးအာဆင်နယ်အသင်းကလည်းနောက်ပိုင်းအဝင်းကွင်းပွဲတင်တွေမှာရလက်တွေရင်းရင်သာပြုတ်နေတာကိုကျွန်တော်တို့သတိထားမိပါတယ်ဗျနယူကာဆယ်အသင်းကို1-2 Fulham အသင်းကို0-1 Burnley အသင်းကို0-2ဆန်နာလက်နဲ့2-2တီကြပြီးတော့ Chelsea အသင်းနဲ့1-1တီကြတာပါတယ်အဲ့ဒီမှာ3ပွဲနိုင်2ပွဲတီကြတာပြီးတော့အဝေးကွင်း Premier League မှာ10ဂိုးသွင်းပြီးတော့4ဂိုးအထိခွင့်ပြုထားတာကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဗျဒါထိတိုက်သေးဆုံးမှုအနေနဲ့ဒါနောက်ဆုံး9ပွဲမှာအာဆင်နယ်နဲ့အစတိုမီလာအသင်းတို့ဟာတသင်းကို2ပွဲစီနိုင်ထားပြီးတော့ဒီတပွဲကြထားတယ်ကိုဖုန်းကြီးဒါဗီလာဘက်မှာလည်းအမြဲတမ်းဒုက္ခရောက်နေတဲ့အာဆင်နယ်အသင်းတွေနဲ့ဒီပွဲမှာတော့ဒီရလက်ထွက်သွားရင်တော့ကြီးနှက်စရာကောင်းမယ်လို့ကျွန်တော်တို့မြင်မိပါတယ်ဘုခမန်ချက်ကိုလည်းကျွန်တော်ကတော့1-1ဒါမှမဟုတ်ဗီလာအသင်းတော်နိုင်သွားမလားဆိုပြီးတော့2-1လို့မျိုးခံမှန်းထားပါတယ်ဟုတ်ကဲ့ပါကိုစန်းကြီးကျွန်တော်ကလည်းအာဆင်နယ်အသင်းနေနဲ့ဒီပွဲစဉ်မှာအထိုက်လျောက်ရုန်းကန်ရမှာတော့ကျွန်တော်တို့မြင်တွေ့မိပါတယ်အဲ့တော့ဒီပွဲစဉ်မှာရလက်အနေနဲ့ကလည်းတရေရလက်ကိုပဲဥတီနေပြီးတော့အာဆင်နယ်အသင်းသာနောက်တန်းမှာစုဖွဲ့မှုကောင်းကောင်းနဲ့ကန်ဆော့နိုင်မယ်ဆိုလို့ရှိရင်တော့ Z1 သို့မဟုတ်ဒီတရေရလက်အနေနဲ့1-1ဆိုတဲ့ကိုရလက်ကိုတော့ကျွန်တော်တို့ခံမှန်းထားပါတယ်ခင်ဗျနောက်ထပ်ပွဲစဉ်အနေနဲ့လည်းကိုစန်းကြီးကျွန်တော်တို့ချက်စီအသင်းကြောင်းလေးပြောကြရအောင်ဗျာဟုတ်ကဲ့ကိုဘုံကြီးဒါနောက်ထပ်ပွဲစဉ်အနေနဲ့ကတော့မထင်မှတ်ထားတဲ့ခြေစွမ်းတွေနဲ့ဒီသက်ကို1နဲ့1သာအမြဲတမ်းပြုလုပ်နေတဲ့9ပွဲနိုင်3ပွဲတည်4ပွဲရှုံးရမှန်24မှတ်နဲ့အဆင့်4နေရာချက်စီးသင်းကဒါ9ပွဲနိုင်4ပွဲတည်9ပွဲရှုံးရမှန်19မှတ်နဲ့အဆင့်14နေရာမှာရပ်တည်နေတဲ့ဘုံမောက်သင်းကိုအဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဗျဘုံမောက်သင်းနေရလေမထင်မှတ်တဲ့ပုံစံတွေနဲ့ရလက်ကောင်းတွေပျောက်ဆုံးနေပြီးတော့ဒီဘုံမောက်သင်းဟာနယူကာဆယ်အသင်းကို0-0 Fulham အသင်းကို3-1 Forest အသင်းကို2-0ဝဟန်အသင်း2-2နဲ့နောက်ဆုံး Everton နဲ့ပွဲမှာအင်ကွင်းမှာရှုံးနေသွားပါတယ်ခင်ဗျာ0-1ဆိုတဲ့ရလဒ်နဲ့ပါအဲ့တော့နောက်ဆုံးပွဲတင်အင်ကွင်း9ပွဲအရာပြောမှဆိုရင်2ပွဲနိုင်3ပွဲတည်2ပွဲရှုံးရလဒ်ကိုကျွန်တော်တို့တွေ့မြင်ထားပါတယ်ခင်ဗျာသွင်းကိုအရာဆိုလို့ရှိရင်လေဘုံမောက်အသင်းကအင်ကွင်းမှာ9ဂိုးထိသွင်းယူထားပြီးတော့ပေးကိုကတော့4ဂိုးထိရှိနေတာကိုကျွန်တော်တွေ့ရပါတယ်လက်ရှိနောက်ဆုံးစားခဲ့တဲ့ Chelsea အသင်းရဲ့ Premier အဝေးကွင်း9ပွဲမှာဒါမန်ယူအသင်းကို2-1 Forest အသင်းကို0-3 Spurs အသင်းကို0-1 Burnley အသင်းကို0-2နဲ့ Leeds အသင်းကို3-1နဲ့ရှုံးနေထားပြီးတော့3ပွဲနိုင်2ပွဲရှုံးရလက်ထွက်ထားပေမဲ့လို့ဒါဘုံမောက်အသင်းရဲ့အိမ်ကွင်းမှာဆိုရင်တော့ Chelsea အသင်းကဒါရုန်းကန်တတ်ရတယ်ခုဖုံးကြီးနောက်ပြီးတော့အဓိကကွင်းလေလို့ Kaisido ကလည်းဒါပွဲပဲပြစ်ဒဏ်ကြောင့်မပါနိုင်ဘူးဆိုတော့ Chelsea လည်း
ဒီပွဲမှာထပ်ပြီးရုန်းကန်အောင်မလားကျွန်တော်စောင့်ကြည့်ကြပါရယ် မှန်ပါတယ်ကိုစန်းကြီးချက်စီအသင်းကအသင်းကြီးတွေနဲ့တွေ့လို့ရှိရင်တော့နင်ပါလဲငါပါလဲကန်တတ်ပေမဲ့အသင်းလက်တွေအသင်းငယ်တို့နဲ့တွေ့သွားရင်သူပါအိုရောကြောက်ရောအနေနဲ့အသင်းပုံစံတိုင်းဖြစ်သွားတာကိုတွေ့ရပါတယ်ထိတ်တိုက်တွေ့ဆုံမှု9ချိန်မှာလဲချက်စီအသင်းက3ပွဲနိုင်2ပွဲတည်နေဘုံမောက်အသင်းကတော့နိုင်ပွဲရရှိရတာမတွေ့ရပါဘူးခင်ဗျာ ဟုတ်ကဲ့ပါကိုဖုံးကြီးဒါဘုံမောက်ကတော့တောင်ပန်တိုးလုတ်တွေနဲ့ရင်ဆိုင်လာဖြစ်ပြီးတော့ကန်စီယိုမပါနိုင်တဲ့ကွင်းနေရလဲဒါဘုံမောက်အသင်းကိုခံတားနိုင်မလားချက်စီနောက်တန်းတော့ဒါအမားတွေမများဘူးတော့လိုအပ်တယ်ကိုဖုံးကြီးဒီဇင်ဘာပွဲချက်ကာလတွေမှာအသင်းကြီးများစုရုံးကန်တွေကတွေ့ပြီးတော့ဒါဖန်တဲ့ရလက်တွေပေါ်ထွက်လာတာမို့လို့ဒီပွဲရဲ့ကျွန်တော်ရလက်ကိုတော့ကျွန်တော်1-1ပဲခံမှန်းကြပါရယ် ဟုတ်ပါတယ်ကိုစန်းကြီးဒီပွဲစဉ်14မှာဆိုရင်လည်းအတင်းကြီးအများစုရုံးကန်ပြီးရှုံးပွဲတွေကိုဒီတွေးရှိထားပါအာဟာပရီးမီးယားလိပါပဲကဲဒီတော့ဒီတစ်ပတ်ပွဲစဉ်တွေကိုလည်းကျွန်တော်တို့ရေကုန်သွားနဲ့စောင့်ကြည့်အောင်ပါပါအဲ့တော့ဒီပွဲစဉ်အတွက်လည်းကျွန်တော်ရဲ့ chorus ball လေးကိုခံမှန်းပေးလိုက်ပါမယ်ခင်ဗျကျွန်တော်ကတော့ဒီချက်သီးအသင်းနေနဲ့ဘုံမောင်းနဲ့တွေ့ရင်ဂိုးများတဲ့အနေထားရဒီ1-2ဆိုရရလက်သို့မဟုတ်2-2ဆိုရရလက်နဲ့ပွဲပြီးသွားမယ်လို့ကျွန်တော်ထင်မှတ်မိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဘုံကြီး ကဲအားလုံးကျေးဇူးတင်ရှိပါတယ်ဆရာတို့နောက်ပွဲစဉ်တွေလည်းဆက်လက်စောင့်ကြည့်အားပေးကြပါဦးခင်ဗျာ